ပေါင်းလေးကိုခြေအောင်ကြိတ်ပါပေါ့နော်ဒီကတောင်းလို့ပါပါပြောကြည့်ကိုအရင်ဆုံးပြုတ်လိုက်တယ်ပေါ့နော်ရေနဲ့ပြုတ်ပြီးတော့ခက်တာတော့တခြားထည့်တယ်စားနည်းထည့်တယ်နောက်ပြီးတော့နိုးစီကျိုးဝက်ထည့်လိုက်တယ်နိုးစီကျိုးဝက်ထည့်လိုက်တယ်ဒါနဲ့ငပြောပေါင်းတော့တယ်ပေါ့နော်ဒါကပြောင်းပေါ်ရဲ့ပြီးတော့ဒီနဲ့ခေါ်ရဲ့ကိုရောပြီးတော့ကျူထားတာပါဒါရေ1လီတာလောက်ရှိရပေါ့နော်ခုနကကျူထားတဲ့ပေါ်ကျူရဲ့ဒီငပြောပေါင်းကျိတ်ထားတဲ့ဟာရေကိုရောပြီးတော့ကိုရမှာဖြစ်ပါတယ်ကိုပြီးတော့မှအေးခံထုတ်လို့ထည့်ပါမယ်နော်ဒါကပေါ်ရင်နဲ့ရောလိုက်တဲ့အချိန်ကြီးပေါ့နော်ပေါ်ရင်နဲ့ရောလိုက်တဲ့ခါကျတော့ခုနကလောက်မပြစ်တော့